လိုချင်းဆိုတဲ့ရာကရေဆုံးဖြစ်ပြီးကြရတာအဲ့ဒီရှိကြီးကောင်းမလိုက်ပါငိုမနေပါနဲ့သူ့ဘောထွက်တော့မင်းမလို့လားမင်းဘောအတွက်ကဘာလို့သူကလုံနေတာလဲလွမ်းနေလေပိုရီပါပဲမင်းကတာလွမ်းနေတာသူကချင်းတွေဆိုနေပါပဲပိုသေးကြတဲ့လူဆိုတာတယောက်တည်းလဲဇဲတောင်းနေဖို့မလွယ်ကြီးကြတယ်ဆိုတော့မိဘတွေကဖျောက်နေလို့လေတယောက်တည်းပဲဆိုတော့ပြင်ချင်းတွေကဖျောက်နေလို့လေမင်းမပေါင်းရင်းကိုပြင်းတဲ့စဉ်းစားကြတယ်ခွပြောင်းနေလို့တကယ်ပဲတိုင်ရောစင်ကချွေးချက်ပါလို့ချိုးတွေစင်ကြင်ပေးလဲငါတို့ချွေးချက်ပါပဲလို့စိတ်နဲ့ပြီးတော့မင်းကတကယ်စောင်းပြီးတဲ့မောင်ထဲမှာမင်းဘဝကလေးလက်ပါချေကိုလိုက်တာအိမ်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့လူတွေကပင်လေလုံးမာရပြတဲ့ခါထားခဲ့ကွာဝက်နေမနေပါနဲ့ဘာလို့ချိုးချဖို့မလဲနေကြတာအိမ်ချစ်ကမင်းဘဝကမရှိမဖြစ်ပါဘူးလို့နည်းနည်းတော့စဉ်းစားပါကမ္ဘာသေးွယ်ဘူးလားမင်းတယောက်နဲ့မဟုတ်ဘူးမျိုးလူပဲဒီကောက်ရင်ထဲမှာလေအချင်းကချစ်တစ်ခုကိုတိဆောက်ချင်ခဲ့ပါတယ်အဲ့ဒါမိုးတိတ်ရတဲ့ခါတော့ကပါပဲပျော်ရွှင်ခြင်းကိုရှောင်ပေးတာပါစိတ်ကြီးရရင်အဲ့ဒါမတော့ကြမှာလေတက်ရှင်နဲ့ရက်တစ်ပတ်တည်းပြန်လာမယ်ဒီရက်တွေနဲ့အဆက်တဲ့နောက်ဆုံးတော့အရက်တွေလည်းဟတ်တက်ွယ်နေတိုင်းကမှကပြည့်ရည်နဲ့ပြက်ခွက်ပဲမတော့ကြလေလုံးသားနဲ့တဲ့ကဲတလုံးမှမန်ပြီးတော့မှကိုဘဝကစိတ်တိုင်းချပြန်ပြီးတိဆောက်တာမန်ကြီးတိတော့မှယုံကြည်မှုအပြည့်နဲ့တယောက်ကတွတ်နဲ့ပြက်ပြန်ပြီးတိဆောက်တာမာနတိကတာနဲ့ဆရာမတွေအားကြတဲ့ဘာဝတွေမပါဘာမှမရေရတဲ့ခေမှုမပြောနေတော့ဘာကနာတွေပါတဲ့ချစ်ကိုလိုက်တာမိန်တွေလို့ဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လယ်လုံးမှာရပြတဲ့ခါထားခဲ့ကွာဝက်နေမနေပါနဲ့ဘာလို့ချိုးချကိုမလဲဒေကြတာအဲ့ချစ်ကမင်းဘဝကမရှိမဖြစ်ပါဘူးလို့နည်းနည်းတော့စဉ်းစားပါခုကဘာသေးွယ်ဘူးလားမင်းတယောက်တည်းမဟုတ်ဘူးအိမ်တွေလိုဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လယ်လုံးမှာရပြတဲ့ခါထားခဲ့ကွာဝက်နေမနေပါနဲ့ဘာလို့ချိုးချဖို့မလဲနေကြတာအိမ်ချစ်ကမင်းဘဝကမရှိမဖြစ်ပါဘူးလို့နည်းနည်းတော့စဉ်းစားပါခုကဘာသေးွယ်ဘူးလားမင်းတယောက်တည်းမဟုတ်လိုက်တာအိမ်တွေလိုဖြူစင်ပေမဲ့လည်းကြုံလာတဲ့သူတွေကပင်လယ်လုံးမှာရပြတဲ့ခါထားခဲ့ကွာဝက်နေမနေပါနဲ့ဘာလို့ချိုးချဖို့မလဲနေကြတာအိမ်ချစ်ကမင်းဘဝကမရှိမဖြစ်ပါဘူးလို့နည်းနည်းတော့စဉ်းစားပါခုကဘာသေးွယ်ဘူးလားမင်းတယောက်တည်းမဟုတ်